ပရိသတ်များအားလုံးပဲမင်္ဂလာပါဖေဖော်ဝါရီလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမော်တန်နမန်ကိုနှင်ထုတ်နေတဲ့မင်းအောင်လှိုင်ကို NUG ကတည်တွင်းတူးလိုက်ပါပြီ။မင်းအောင်လှိုင်အပါအဝင်စစ်ခေါင်းဆောင်တွေကိုအကုန်ဖမ်းပေးရန် NUG ကနိုင်ငံတကာကိုတောင်းဆိုထားကြောင်းသိရှိရပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံထစ်သောတီမော်လက်စတေးနိုင်ငံ၏တာနမန်ကိုမြန်မာနိုင်ငံမှနှင်ထုတ်သည့်မြန်မာစစ်တပ်၏လုပ်ရပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြင်းထန်စွာရှုတ်ချကြောင်းယနေ့ကြေညာချက်ထုတ်ပြန်ပါရယ်မြန်မာနိုင်ငံရှိတီမော်လက်စတေးနိုင်ငံတီမော်လက်စတေး၏တန်နမန်ပိုးစလေအောင်9ရက်အတွင်းထွက်ခွာရန်စစ်တပ်ကဖိအားပေးခဲ့တဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကယနေ့ဖေဖော်ဝါရီ16ရက်တွင်ပြင်းပြင်းထန်ထန်ရှုတ်ကြောင်းရင်းလောက်ရက်မှာနိုင်ငံတကာတန်နမန်ရေးရာစံနှုန်းများကိုပြောင်ကျချိုးဖောက်ခြင်းဖြစ်ကြောင်း NUG ကထောက်ပြထားပါသည်NUG နိုင်ငံသားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရစစ်တပ်၏ချင်းညောက်ဖိအားပေးမှုများမှာတန်တမန်စစ်ဆန်ရေးဆိုင်ရာ Vienna Convention on Diplomatic Relations ပါမူပေါင်းများကိုထိခိုက်စေကြောင်းတန်တမန်တဦးကိုလက်မခံနိုင်သောပုဂ္ဂိုလ် persona non grata အဖြစ်ကြေညာပိုင်ရှိတော်လေရင်းတို့လှုပ်ဆောင်ရာတွင်နိုင်ငံတကာဥပဒေလှုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်ရမည်ထကြောင်းယခုကဲ့သို့ချင်းညောက်သည့်နီလန်းကိုအသုံးပြုခြင်းမှာငိမ့်ချမ်းသည့်တန်တမန်ဆက်ဆံရေးမူဝါဒများညင်ဆန့်ကျင်နေကြောင်းဖော်ပြထားပါ၏မြန်မာစစ်တပ်အနေဖြင့်တီမော်လက်စတေးနိုင်ငံကိုသာတီးတန့်ခွဲထုတ်ပြီးပြစ်မှတ်ထားဆောင်ရွက်ခြင်းမှာနိုင်ငံတကာတန်တမန်ကျင့်ထုံးများကိုလေးစားလိုက်နာမှုမရှိကြောင်းကိုပြသခြင်းဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်တီမော်လက်စတေးအပါအဝင်အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်ပုံမှန်ဆက်သွယ်မှုများအမြဲရှိနေကြောင်း NUG ကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံတွင်တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်ကူညီပါဝင်ပေးနေသည့်တီမော်လက်စတေးအပါအဝင်နိုင်ငံအားလုံးကို NUG ကကျေးဇူးတင်ရှိပါတယ်။ယခုကဲ့သို့အရေးကြီးသည့်ကာလတွင်မြန်မာပြည်သူများအပေါ်ကူညီမှုများကိုပိုမိုခိုင်မာအောင်လှုပ်ဆောင်ပေးရန်နိုင်ငံတကာအတိုက်အဝိုင်းသို့ NUG ကတိုက်တွန်းထားပါတယ်။